去了。မတူတော့ကလေးเจ้าဟိုရှိတယ်เจ้าကတ်တောင်းတယ်အဲ့ကတ်တော့ပြတယ်မရဘူးကတ်မှာအချိန်နဲ့ရက်အတိကြပါပါတယ်မိမိဆက်ကဘယ်ရက်ဘယ်ချိန်ဘယ်လိုလဲအဲ့ရက်တော့ကလေးပို့ကြတော့ကောင်းမနောက်တော့ဘူးအေးဗောအဲ့ရက်ကတော့ဟုတ်တာဗောရှင်းလားအဲ့ဒီညောင်းပြမတစ်ခုနဲ့ရှောက်လိုက်ကွာဟောဆိုလဲဖမ်းနေဟုတ်အေးမဖမ်းလို့ပြောနေရတယ်ပါရှင်းလို့ရတယ်ဟိုမှာပြလုပ်ငန်း3ဆိုလဲလုပ်ငန်းချိန်တွေပါပြနိုင်ရင်ထုတ်လို့ရတယ်သိလားအဲ့ဆိုအကုန်လုံးအဲ့လိုလုပ်အကုန်ပြတ်သွားဆိုင်ရပေါ့ profile ပိုင်တော့ချိပါမှာပေါ့အေးလေချိပါပဲပိုင်မှာဝေါ်ချိပါမှန်လဲ七号三吧，你才讲哦。ချိပါပဲပါတိုင်းတယ်ပေါ့ကဲဘောရလို့လေဘာလို့လဲတဲ့သူမေးနေပါလေဒီကြလို့ရှိရင်ဆုံးခဲ့အေးတော့ဒီမလေးပြောလို့这个没选择。妈嘞，给我钱嘛。ကပ်ပဲပေးပါလေအဲ့ဒါပေးတယ်ဘယ်နေကိုပြောနေလဲဘယ်နေဘလုံးနဲ့ update တယ်ဟေ့အောင်看着在。5.3 gig တယ်ဟေ့အောင်我俩明年来说。3 gig တယ်ဒီ5.3 gig တယ်ဒါမသိဘူးငါတောက်ချော့ဆော့ရလို့15မိနစ်တယ်မမြင်တော့မြင်ပါတယ်မိနစ်30တဲ့ဘာလို့ရမှာ22မိနစ်တဲ့ဟောနည်းနည်းတော့ကြာမယ်ထင်တယ်ကွာကျန်လာမှာရပါဘူးရပါမယ် My bad ကာတာပဲညီမတို့ကာတာနဲ့ရတယ်အဲ့ဒါHey အဆိုရနာမည်ကို guess Who's this ကျွန်တော်ပြောချင်တာကျွန်တော်မလေးရတော့မစတွင်းဖြစ်လဲဆိုတာကျွန်တော်ဒါတွေတောင်းမှရှိတယ်မနေ့ကကျွန်တော်မလို့မစတွင်းဖြစ်လဲဆိုတော့နည်းနည်းလေးကိစ္စလေးနည်းရှိလို့ကြာရမှာလေပြီးတော့ညပဲဆိုတော့ညပိုင်းမစတွင်းဖြစ်တယ်ဟိုဒါတွေလည်းတောင်းမှပါတယ်တော့မနေ့ပိုင်းစတွင်းဖြစ်အောင်လို့မနေ့ကျစားအောင်ဒီပါတယ်ကျစားပါမယ်နော်โอเคအဲ့ဒါပြောတော့တိုင်းအင်္ဂါဆိုရနာမည်ကို guess အခုဆိုနေတူလေဟိုညမင်းတို့ချက်တဲ့ဟိုတက်စကောလူကြီးပြောနော်ကျွန်တော်မှလည်းရှိရတော့တခြားဆိုနေလူဘာလို့လဲမင်းတို့သိတယ်I don't need you. ဟုတ်ဟမ်ကဲဆိုတော့ဘာလို့လဲစုရိနာဟုတ်ပါဘူးမဟုတ်ပါဘူးကြည်ပါခဏနေကျွန်တော်ဒီစင်းတော့လည်းစင်းနော်ဘာလဲဘလော့စ်ပေးပါမယ်စင်းပါဘူးအေးမဲကပိုသိပါ
ဒါပြီးတော့ကျွန်တော် Roblox streaming နဲ့ stream နာမယ်ညနေ9ခွဲတော့6နာရီကြာရင် stream ဖြစ်မယ်ညနေလာချိကြအောင်နော်ဒါလေး မေးပါမင်း ဒီမှာဘယ်လိုကိုကြ YouTube မှာ အဲ့တော့ဒါ ဒီမှာတခြင်းတစ်ပုံနားထောင်ကြည့်ပါလားစောင်းဝမ်းကောင်းတယ် ညငါနားထောင်ညီမနားထောင်မှာပေါ့ ဟိုဒီကနားမျှဝေပြီးရကောင်းတဲ့တခြင်းတွေချက်ကိုယူ မမျှဝေပြီးနဲ့နားမထောင်ဘူး အော်တိုင်း ဟာဒီကောင်းနာမည်ဘယ်သူလဲမသိဘူးကွာ အဲ့လိုကျွန်တော်တခုပြောမယ်ဒါပြီး stream နာတော့မယ်ရေးချိုးရမှာမလို့လေ Jeez ကိုအကတင်မေးတဲ့တရားဘယ်သူလဲ အကြောင်းတော့မလို့တော့ဒါပြီး stream နာ စော ဟာရောတော့ ဟာဂျော်ဒန်နဲ့ ဟုတ်ကောဟုတ် shit ကျွန်တော်ကင်တာ iPhone 15အဲ့ကျွန်တော် iPhone 15ကင်တာရှာနေစကုံဆိုတော့စကုံလည်းလဲကျင်တဲ့အဓိကဘတ်ဂျက်ပဲဗျာ PC တော့မှကျွန်တော်ဒါတော့မှ PC နဲ့မ trend တက်တယ်လို့အခုတင်းနေတော့မလို့ကျွန်တော် PC နဲ့မ stream ပြတာအခုဖုန်းနဲ့ stream နေတာဒါပြီးရင် PC နဲ့ stream တော့မှာကျွန်တော် share တွေ stream တော့မှာအချင်းချင်းတိုက်တော့အကြည့်ပြကြအောင် ဟုတ်တယ်ဘာလဲမသိဘူးကွာလက်ခွန်းဘာမေးကြည့်အောင်အကဘယ်နည်းလောက်တင်တက်လဲလို့ညမင်းလာခေါ်ပြီးဒီနာသွားစားမင်းကငါဆော့လာမဆောက်လုပ်နေတယ်ဟုတ်လား ဟုတ်မယ်သူရဲ့ music video ကသူက ကမယ်လေကွာလီးတာ တော့ကြတော့ကျွန်တော်ချုံမှန်ကပါဆိုတော့ချုံမှန်ဆိုတော့ခုတင်ခုတက်တယ်လို့လုပ်မလဲ ဝိုင်းရတော့လေ သူမြောင်ဝန်တွေကနဘာနာခုချက်ချင်းတင်နာသွားစားရမှာဒီထွက်တယ်မဟုတ်ပါဘူး ဟုတ်ပါပါ ။လိုက်စင်းပြီးမှ reset ပြန်ချမှာလေဆောက်က။ကပြအောင်မှာကပြအောင်မှာတချင်းက၄ပုတ်ဆိုတော့တပုတ်လောက်ကတော့ကပြအောင်နော် မှန်တယ် No miss welcome မှာကျိုးစိုးပါတယ်တပုတ်လောက်တော့ကပြအောင် ဒါတက်တော့မှာလိုက်ကန်က လိုက်ကန်ကဒါမျိုး ဒီလိုလိုဆိုသိန်းလုံးရတော့ပေါ့ပါတကား ဒီသုံးသိန်းလုံးရ တိုင်း ဘာညာ Chris Brown ဟုတ်လားမြန်မာပြည် Chris Brown ဘယ်မှာလား ဘယ်သူနဲ့လဲလို့ It's on night ဒီဘက်ပေါ့ and then that's right ဟိုအဲ့ဒါတပန်ယောက်ျားလေးနဲ့လားမိန်းကလေးနဲ့လား ဟိုတနေ့ချိပါကျွန်တော်ဘိုက်စီစတင်းတော့ ဟုတ်ပြီတော့မ ဟန်ချိပါ မိန်းကလေးနဲ့ရှင်တော့ရှင်တို့ကနိုင်တယ်လေယောက်ျားလေးနဲ့ရှင်တော့အေးပြောဆိုင် ဟိုချိပါဟိုတနေ့ဘိုက်စီလို့ပြောဘေဘီလေးလည်းဘိုက်စီပဲနော် မိုက်ကတေး အေးတော့အဲ့ဒါဘာပြောမလို့ဘေဘီလေးမွေး ဒီတောက်ကြည့်နေတာသူလည်းမတူချိပါရဲ့ကျွန်တော်ဘေဘီလေး ဟုတ်လေသူတို့စောက်ကြငါတကောင်တမျိုး လက်ခံပါသေးတယ်ဘေဘီလေးနဲ့ပိုက်စီဆို ဟိုရေဟို ငါကွာ ဟုတ်လေ ဒီ ဘစ် နေ့ တက်မှာ တိုင်းလာပါလားအာကွာလေးရမလား အဲ့ရှိရတယ်ဘစ်တက်စိတ်နှမျိုးပြီးအဲ့ဒါသွားနေ baby လေးကိုကြည့်လိုက်တယောက်အဲ့နှစ်ကောင်တွေအဲ့နှစ်ကောင်ကို ဘာဖြစ်ရလဲကျွန်တော်ဘယ်လိုနဲ့တူပါလဲ ခိစား ကျွန်တော်ဘယ်လိုနဲ့တူပါလဲ ပိုက်စီကပိုက်စီကမဟုတ်ကွာလို့ ဟုတ်တယ်ဂျီဗီလေးကဘိုက်လေးနဲ့လည်းမတူချိပါအောင်လည်းတူသေးတယ် ဒါလေးကစရင်းနေသေးတယ် ပိုက်စီရဲ့ condition တွေရောအဲ့လိုမျိုးငါတို့ကွာအဓိကပိုက်စီရဲ့အဓိကပြဿနာအမြဲတမ်းကွာဝေခွဲမရဖြစ်တဲ့ပြဿနာတွေသိရမလား တည်ရ တော့ကွာအေးကြုံလာလို့နှစ်ခုဆိုဘာဝေခွဲလို့ခွဲရမယ်မသိဘူး ကျွန်တော်တို့ကိုတီရှူအပေးနေတဲ့တကယ်ချင်းတွေကို ဘိုက်လေးကဘာနဲ့စောက်ကျင်းတခု ခေါ်လေးမိတ်ဆက်ပြပါ သူများစောက်ပြည့်စောက်ပြည့်စောက်ပြည့် ဘာဖြစ်လို့လဲကြာ မီးလို့လို့ ဟောမီးလို့လို့ ဟုတ်တယ်သူမီးလို့ကောင်းရကားတော့မှန်တယ်ကြီးတော့ဟုတ်တယ်သူ level ပဲပေါင်းလိုက် ဟာလား ဒီပါလား အင်တာဗျူးတွေမှာငါအမနဲ့ဆက်လို့မီးလို့အစိမ်း မိတ်ဆက်ပြပါကျွန်တော်တို့ မိတ်ဆက်အဲ့လိုပဲပြန်စား ရဒီစာရွက်တော့ခေါ်လိုက်တယ်မစားတော့ Hello မင်းတို့ပါ မှန် မ တယ် င်္ဂလာပါ ဆိုအမဟိုတချင်းဘယ်ရွယ်မှာဘသူတွေကြောင့်ဟိုဘယ်လို ကျွန်တော်ကဘာဖြစ်လို့ stream နဲ့လုပ်တယ်လို့ဒါရှိနေမကောင်းဘူးမျိုးကောင်းနေရတယ်တိတ်ကြည့်ရအောင်အရှိကြီးပါလေကြည့်ထွက်သွားအဲ့ကြောင့် stream နဲ့ ရှောက်ကြည့်ရတာလေဘယ်တော့နှစ်ကြာ ဟ
ကြည့်ရတာဒီကတော့နှစ်ကြာလား တူးစီတော့ကျွန်တော်ပြန်လာ Where have you been Let's roll. Oh my life ဒီကပစ္စည်းမှမကက်လေးရှိတယ်ကက်လေးလေးကျွန်တော်ပြန်မှာကက်ကပတ်စံဆူနေတော့ဘူးလို့ကက်ကမလေးနိုင်သေးတယ်ဆိုတော့ကက်လေးလေးရတယ်ကျွန်တော် stream မှာဂိမ်းနေတယ် stream မှာနော်โอเคဆက်ကြည့်လက်ချက်ကတော့တက်တယ်လို့တက်တယ်မေးလာမေးတာဘုံတော့မကောင်းတော့ မရာကြီးပြရရင်တူတယ်တက်ဖို့မှ ဒီဘောကပြပြီးပြ Okay တားလို့ကျွန်တော်နားရပါမယ်ဒီဗီဒီယိုလေးကတော့ကြောက်ပါပဲတားလို့အဲ့ဒါကျွန်တော်ဒီချိုးလာပါမယ်ဒီချိုးပြီးတော့မှညနေကျမှပြင်ပြီး stream ပါမယ်ဒီညနေကျရင်ညကျရင်လည်းကြာ stream ပါမယ်အဲ့လိုကြည့်ရှင်တဲ့ YouTube channel my channel လေးပဲ like ရတော့ဒီမှာ subscribe မလုပ်ရတဲ့ subscribe လုပ်ပေးကြအောင်နော်ဒီမှာ see ပါ